ဒီညနေကတော့ပြင်တော်တွင်ကျွာအဆုံးမှရှိတဲ့နေရာကိုရောက်နေပါတယ်ဒီဒါစပယ်နော်စပယ်ခင်းဒါစပယ်ခင်းနေတဲ့စိုက်ထားတာအပင်ဟောင်းနေဘယ်ချိန်လောက်မှပြန်ပွင့်မှာလဲဒီကောင်ကတော့ဟိုမိုးနောင်ပိုင်းမှာပဲပွင့်နေမှာဟိုးဘက်မှာကြံခင်းတယ်ဟိုးဘက်မှာအတိကဒါဘာကြံလဲအမျိုးသားမသိဘူးနော်ကြံလည်းအမျိုးမျိုးရှိတယ်ဟိုးမှာရှိတယ်ဒါကတော့ရှောက်ပင်အသီးတော့ရှိရနော်ရှောက်ပင်မလားဒီကျွဲကောပင်ကျွဲကွက်မလားရှောက်ပင်သီးရတစ်လုံးပဲဒီမှာကြံပင်ဒါသေသွားရင်မဟုတ်လားဟမ်ဒါမသေးဘူးလားဒီပုံစံကြီးလားတခါမမြင်ဘူးကြံစဟုတ်တယ်မြင်ဘူးကအညိုရောင်လေဟုတ်လားဘာကြံမျိုးစားလည်းမသိဘူးနော်အဝါရောင်ကြံဟုတ်လားခါမတော့မမြင်ဘူးဒီလိုဟို6လို့သေသွားတယ်ထင်နေတာဒီမျိုးစားမသိလို့ဒါတော့တည့်ရပင်ဘာတည့်ရလဲတော့မသိအတိဟာဟုတ်စားလားဟုတ်စားပါစိန်လုံးတိမဟုတ်လားမသိဘူးကတည်းကဝယ်အနက်နန်းကြည့်အောင်ပါအခွက်ဟုတ်တယ်စိန်လုံးနန်းမှာမလျှောက်ပင်လျှောက်သေးတယ်အများကြီးပဲအများကြီးတော့မဟုတ်ပါဘူးနည်းနည်းတစ်လုံးဒီမှာတစ်လုံးအသေးတယ်ကွာအသေးတယ်ဒါတော့ကြံခင်းဟိုဘက်မှာရှိရတဲ့ခြံကိုသွားရိုက်မယ်ဟိုဘက်မှာရှိရတဲ့ခြံဒါတော့အိမ်ရအဝင်ဝဒီမှာတခင်းခြံခင်းဘန်းကအကြီးတယ်ပဲနေရရင်မဘယ်နှပိတ်တောင်ရှိမှာကောင်ဈေးမင်းနဲ့လာဘူးနော်ဘဲတော့ကောင်တော့ထိုးမှတော့ကြောက်ရတယ်ကောင်အရန်ထိုးတာဒါတော့ကြံရင်ဆက်ဒါကြိတ်ပြီးသားကြံနေပုံထားတာဒါပုံထားကြာပြီထင်တယ်နော်ပုံထားကြာပြီထင်တယ်ဘယ်နှချောင်းတော့ရှိမလားမသိရတာကြီးလေဒီမှာရေစိမ်ထားတာဒီလိုရေစိမ်ကြီးမှပိုကောင်းတာလားဟုတ်လားရေထွက်တာရေထွက်တာရေမစိမ်လို့ရှိရင်သူကချပြီးတော့လုံးဝရေစိမ်ထားလက်စတာလို့လားရေမစိမ်ထား6ပြီးနှုံးသွားတော့တဲ့ရေစိမ်ထားမှရေစိမ်ပြီးချိန်မှရေပိုထွက်မှတယ်လားအစိုးတက်ရှိရနော်ဟုတ်ကဲ့ဒီမှာရောပဲဒီကျန်အဝါတို့အစမမြင်ဘူးတော့တိတ်နေပြီထင်တာမဲကြတော့ဝါစားတာပဲဒီကြိတ်ရကြလို့လားဒါကြိတ်ကြံဒါကြိတ်ကြံရဲ့အကြိုက်မဝါနိုင်အောင်ဟုတ်ကဲ့ဒါတော့ကုန်းကြံကုန်းသွားရလမ်းမဖျားကြောင်ဟုတ်မှာဖျားကြောင်ရှိတယ်တက်ဆိုင်ရင်ဖျားကြောင်အမှโอเคဒီဘက်ဆက်သွားကုန်းကြံကုန်းရွာဒါကတော့ပြင်တော်နေရွာပြန်တဲ့လမ်းဖြစ်ပါတယ်လမ်းတော့အရှိကြီးပဲလမ်းနည်းနည်းချင်းတယ်လမ်းတော့နည်းနည်းချင်းတယ်ဒီမှာအဆောက်အဦခုနတွေ့တဲ့အဆောက်အဦ3ခုအတိဒါအဆောက်တော့ကြောင်းထင်တာလေမဟုတ်ဘူးအဲ့ဒါရုံ
ရုံးနဲ့ဒါရုံးဘာရုံးလဲတော့ဟောမှာရေးထားတယ်ရှိပါ ဒါရုံပေါ်ဘက်ကစေးက ဩအဲ့လိုဟိုမှာလဲခွင်းနေဟိုအကျဲကြီးပဲလဲခွင်းနေမအုတ်ချုပ်ရမှုရုံးနဲ့ဘာရွာအင်းလေးအုပ်စုရွာတော့ตาရလဲတွေကြီးမှာမိုးရင်းမဲ့ရလမ်းလျှောက်နေခတ်မှာတယ်ဒီမှာရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျောင်းမှာမော်ဘီမြို့နယ်ဒီဘက်ရွာตาရတယ်ဒါစေကန်းနဲ့စေကန်းနဲ့ဟိုမှာလဲတွေကြီးအစာအုပ်တစ်ခုဒီမှာလဲတွေကြီးပဲဒီညတော့ရှောက်ကြည့်နေတာဒီနားရွာမှာရှောက်လဲမိုးရမကြတော်ကြည့်လို့လာအောင်နော်မိုးရမကြตาရတယ်ပြန်ဒီဘက်လဲပြန်มาလိုက်ဒီဟောဒီဘက်ဟိုမှာစိတ်တယ်ဒီမှာစိတ်ကမွေးရလို့နဲရနော်ငါတသေးလေးဟောဟိုဘက်မှာကျွဲကြံရှိရတဲ့အဆုံမဲ့ဒီဘက်မှာဒီမှာအိမ်ကြီးရတယ်အများကြီးပဲ